Hello တရေကြောင့်ပြပြမယ်လူတွေပြောနေကြတဲ့တရေလူတွေတွေ့နေကြတဲ့တရေလူတွေကြောက်နေကြတဲ့တရေဒါတွေကတကယ်ရှိရလားမရှိရလားယုံနေသူတွေရှိမယ်ညုံနေသူတွေရှိမှာပေါ့နော်အဲ့အကြောင်းလေးကိုဆွေးနွေးကြမယ်တွေးကြည့်ကွာတရေဆိုတာဘယ်ကဖြစ်လာလဲတရေဆိုတာလူသေးလို့ဖြစ်လာတာအဲ့တော့လူကစားပေါ့လူတွေကတေတော့ဝိညာဉ်တွေဖြစ်ကြတယ်ခုနှစ်ရက်ဖြစ်လို့ရှိရင်ဝိညာဉ်တွေကကြောက်လို့တဲ့သူတွေကဘယ်ရောက်သွားလဲမသိဘူးမကြောက်လို့တဲ့သူတွေကြတော့အဆွဲတစ်ခုကြောင့်ဆက်နေရတယ်လူတွေကထင်နေပေါ့နော်တရေဖြစ်သွားတာလို့တကယ်တော့ပိတ်တာဘုံရောက်သွားကြပါပိတ်တာဘုံဆိုတာပါလေပိတ်တာဘုံအကြောင်းကိုပြောပြမယ်ပိတ်တာဘုံဆိုတာချမ်းသာအပေါင်းတို့မှာဝေးသောတရဝါတွေကိုပိတ်တာလို့ခေါ်တယ်ပိတ်တာတွေကတောတောင်တစ်ပင်မြစ်ချောင်းအင်းအိုင်တုတ်တန်စားတွေမှာသူတို့မီခိုလိုရတဲ့နေရာတွေမှာနေထိုင်ကြရပါသူတို့ကနေရာတီးတက်ဆိုတာမရှိဘူးပိတ်တာဘုံတို့သာဆိုကြတယ်သူတို့ကသူတို့ဘုံသူတို့မရရှိကြဘူးနတ်တီလိုမျိုးတရိษံတွေလိုတီးတက်ခွဲခြားတာချင်းမရှိဘူးသူတို့ကလူတွေနဲ့လည်းရောရှင်းနေနိုင်တယ်တတဝါတွေနဲ့လည်းရောရှင်းနေနိုင်တယ်သူတို့ကမကောင်းတဲ့သူတွေဖြစ်နိုင်တယ်ကောင်းတဲ့သူတွေဖြစ်နိုင်တယ်သူတို့လက်ခံပေးတဲ့နေရာဘယ်နေရာမှာဆိုသူတို့နေပိုင်ခွင့်ရှိတယ်သူတို့ကိုတားပိုင်ခွင့်မရှိကြဘူးအထကာထာနိကာကျမ်းတို့မှာဖော်ပြထားတဲ့ပိတ္တာလေးမျိုးအကြောင်းပြောပြမယ်နံပါတ်1သူတစ်ပါးတို့မိခိုပြီးအသက်မွေးရတဲ့ပိတ္တာနံပါတ်1ကသူတစ်ပါးတို့မိခိုပြီးတော့အသက်မွေးရတဲ့ပိတ္တာ